ဒါလေးတော့ဝင်လိုက်တော့ဝင်သွားပါပြီအကျွေးကြက်ကတ်သွားပြီဒီမှာအလုံးနှလုံးသားလည်းဝင်ပြီအော်ကွာဝင်သွားတာရေဘူးကိုတော့ဆော့မှာတယောက်ကရေဘူးပြင်မှာတယောက်ကအကွင်းပြင်မှာဆော့ရှေ့ကအပေါ်မှာကတ်တဲ့ဟာနော်အောက်ကတစ်သားတွေမှာတဆင့်ခွာထက်ဝင်ရမှာဒါရက်တော့ဘယ်လိုလွယ်မှာတော့ကွာကဲခေါင်းကြီးကိုရေဒီနေ့ကတော့တင်ဆက်မပေးရလဲကြာပြီဖြစ်တဲ့လုံလောက်တက်လေးချင်းမရှိလို့ရှင်လုံးဝကိုလိုက်မလုံနိုင်တဲ့စကေးဗီဒီယိုတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ဒီနေ့တင်ဆက်ပေးမယ့်ဗီဒီယိုမှာလည်းဘယ်လိုမျိုးကြွကျင်တဲ့စကေးတွေပါဝင်မလဲဆိုတော့ကျွန်မနဲ့တူတူကြည့်လိုက်ကြအောင်ရှင်ကဲဒါတစ်ခါသုံးခါလေးတွေပါပထမချိန်မှာလွဲပါတယ်ပထမချိန်စပြခဏလွဲပါတယ်ကဲနောက်ကလိမ့်ငါနဲ့ကွာနောက်ချိန်ကလည်းလိမ့်ငါကွာတချမ်းဆောင်ပြီးသွားတယ်ခင်းရတော့လွဲပါတယ်ဒါလည်းစောင်းလေးဝင်သွားပါတယ်အတက်ဝင်ပါဦးဒါလေးတော့ဝင်သွားပါပြီနောက်ဆုံးမှာတော့ဝင်သွားပါပြီเนาะကဲနောက်ထပ်စကေးရပါလေနောက်ထပ်စကေးကတော့ဒီနှစ်ခုကိုအဲ့အကွင်းလေးကစွတ်ရမှာပါโอเคတစ်ဖက်ထက်ကိုစွတ်တာ तू ကတစ်ဖက်တစ်ချက်ကိုစွတ်ရမှာဟာဒါတော့စွတ်လိုက်တော့မစွတ်ဘူးဒါလည်းတစ်ဖက်ပဲစွတ်တာဒါစွတ်ပြီလားတင်းနေတယ်ထိတ်မှာတင်းနေတယ်အကွင်းကိုမစွတ်ဘူးဂျိတ်ကောက်ကိုမစွတ်ဘူးဒါတော့စွတ်လိုက်တော့ Yes စွတ်သွားပြီအဲ့မယ်နော်ဝင်သွားပြီနော်ကဲနောက်တစ်ခါပါလေနောက်တစ်ခုကဘောလုံးဟိုရေဘူးကိုတော့စွတ်ရမှာတယောက်ကရေဘူးပြင်မှာတယောက်ကအကွင်းပြင်မှာစွတ်မဝင်သေးဘူးနော်ကွာချိတ်ပြီးမှပြုတ်သွားတယ်လို့ခဲ့တော့ဒါတော့နည်းနည်းလွဲတယ်ဒါလည်းလွဲတယ်ဆိုပေမဲ့လေအဲ့ချိန်ကောက်လေးကိုထိမှလွဲနေရကွာထိတ်သွားပြီနောက်ဆုံးတော့ချိတ်သွားပြီနောက်ကပါလေဒါလင်းမြဲခလေးကအကွင်းကိုချိတ်ရမှာလင်းမြဲမှာချိတ်တက်တာဟုတ်တယ်ကွာချိတ်တယ်ချော်သွားတယ်ချိတ်ပြီးမှန်နေတာချိတ်သွားပြီအဲ့မဲ့ချိတ်သွားပြီနော်ချိတ်သွားပြီကိုတော့မလုံးနိုင်ဘူးသူတို့ကြည့်ပြီဒါတော့နည်းနည်းမလွယ်ဘူးနော်ပန်ကဖွင့်ထားတာဘောလုံးအပေါ်ကိုပန်ကဖွင့်ထားတဲ့ဟာဘလို့သွားပြီးဟိုရှေ့ရှိတဲ့ဟိုဟာလေးကိုခွက်ထဲကိုဝင်มาတော့ Hold on ပန်ကလေးနဲ့ပဲဘောလုံးကလွင့်နေတာဒါရတော့တော်တော်ခက်တယ်နော်ကြည့်လောက် Oh come on ဝင်တော့မဲ့ဟာကွာခုံပြီးဘေးကိုတစ်ချက်ပြန်ဘေးခုံချသွားတာဝင်လိုက်တော့ Drop ဝင်လိုက်တော့ wait မလွယ်ဘူးခုံတဲ့ချိန်လက်ပန်ကလိမ့်မလိုက်လို့ရှင်အဝိလွန်သွားပြီးရောဝင်သွားပြီကဲမိုက်တယ်ကွာအားပါလေရှေ့ကအပေါ်မှာကတ်တဲ့ဟာနော်အောက်ကတစ်သားတွေမှာတဆင့်ခွာထက်ဝင်ရမှာဒါရက်တော့ဘယ်လိုလွယ်မှာတော့ကွာဟာလေတစ်သားပေါ်ကြာတာတော့ကြာတယ်ကွာနောက်ကခွက်ထဲကိုသွားပြီးတော့ဝင်ဖို့ကကြာတော့မလွယ်ဘူး Come on do it go down No good. That can't be it. ကြာမဝင်ဘူးကွာ do it hey ချိုးသွားတာအဲ့မဲ့ကြည့်လိုက်နည်းနည်းလေးလွဲသွားတာ oh yeah ဦးရတာကြီးသူတို့စား come on That's it. ဝင်သွားပြီနော်ဝင်သွားပြီဘေးကကိုရီကြီးရဲ့လူတောင်မှနော်ဝင်သွားတာပြောနေတာသူဆိုဘလောက်များပြောလိုက်မလဲမသိဘူးအားပါလေဒါ3ယောက်တစ်စင်ဒီဘက်ကခွက်ထဲဝင်ရမှာဒီဘက်ကဘောလုံးနှလုံးချနောက်တစ်ခုကမတော့ကမှာနှစ်ခုကွာလွဲသွားပြီပထမတစ်ယောက်ကအမြဲတမ်းဝင်တယ်နော်ဒုတိယကွာပထမတစ်ယောက်က come on အရင်ဆုံးလုံးတော့ကဝင်ပြီးသူ့နောက်ဆုံးလုံးမှပဲ तू ကလွဲတော့တယ်ဟာလေမလိုက်တော့ကွာချီကျူးနေတော့ရှိသေးတယ်ကွာ Wait. Yup. No. မလွယ်ဘူးအိုးကြွေပြအကျွေးကြက်ကတ်သွားပြီဒီမှာအလုံးနှလုံးသားလည်းဝင်ပြီကွာဝင်သွားတာတော့နောက်တစ်ခါထွက်ပြီးမှပြန်ဝင်လာဆိုအဲ့ဒါကိုမယူခိုင်းကွာဝင်လိုက်ပါ
No. ဒါတော့လဲသွားရသူအစပြန်စားတော့ Oh, wait. Yeah. ဝင်သွားပြီနော်ဝင်သွားပြီနောက်ဆုံးတော့ဝင်သွားပြီဟာပါလေငါဖဲတုတ်ကြီးထင်တယ်ဟုတ်တယ်ကြည့်ရဖဲချက်တွေစကေးကြတော့မယ်ထင်တယ်နော်မိုက်တယ်နော်သူတို့ကြိုင်မုံကြိုင်နီးခွန်ရမိုက်တယ်အေးကွာဟိုးဘလို့ကြည့်လို့ကြည့်ရမှာမသိဘူးရကြည့်လာအောင်တော်လှရယ်နော်ဖက်ချက်တွေအများကြီးကိုစော့ကစားနေလို့မထင်အောင်ကွာတည့်မလားဂတ်ထူဟိုဟာ၄ခုလား၅ခုလားမသိဘူးအဲ့ဟာကိုပဲပတ်ပြီးလှည့်နေလို့ထင်းနေရတယ်မိုက်တယ်ကောင်ကြီးတွေမိုက်တယ်သူတို့ဖဲတုပ်လုံးလေဟိုကောင်းလှည့်တဲ့ပြီးတော့ကိုင်းတက်ဖို့မပြောနဲ့အဲ့ငါးချက်ဖက်ရရင်တောင်မှအဲ့ငါးချက်ဖက်ကဟိုတေချာမထုတ်တတ်ဘူးနော်မိုက်တယ် Okay, go. ဟာပါလေအပြိုင်လာတယ်ပါပြိုင်လာဟုတ်ပြီ Okay, keep going, keep တော့ going. ကအပြားအနီးဆုံးပုံနဲ့အနီးဆုံးလို့ပုံနဲ့အနီးဆုံးကနေစရွှေရအနီးကကြတော့ထိဆုံးကနေစရွှေရဘယ်သူနိုင်မလဲကြည့်မယ်နော် Joe, speed to you, ball. Ball, you gotta go quicker. Oh no. Oh, Joe, you're killing it. Ball, you gotta go quicker. ပြားနည်းနည်းပဲကျန်တော့ဒါပေမဲ့ तू ကဝေးဝေးသွားပြီအနီးကများတယ်ဆိုပေမဲ့ तू ကနီးနေဆိုကြတော့နည်းနည်းခမန်းတော့ခက်တယ်ဘယ်သူနိုင်မလဲမသိဘူး Oh, Joe, you're gonna win. Joe, you're gonna win. သူနိုင်မလဲအဲ့ဒါ What? I won. Wait, who won? Wait. နေခဏလေးအဲ့ဒါ I won. Right? think I won. အပြားထင်းနေနော်အပြားထင်းနေနော် I don't know who won. Well, သူညင်းနေကြတယ် Paul, you got super close. I think Joe, Brett I won. definitely won that. Here's the instant replay. ဟုတ်တယ်အပြားခဏတခြားကြည့်ကောင်းကြီးဟုတ်တယ်အပြားအရင်ဝင်သွားတာအပြား Guys, comment down below who you guys think won. I don't I know. was I don't know. I That think was that was me. super duper close. But comment down below who you guys think I won. think I won. ဒီနေ့ season လေးကတော့ဒီလောက်ပဲကောင်းကြီးကောင်းကြီးတို့ရောဘာစကိတ်တွေပိုင်ဆိုင်ထားလဲကျမတို့ဘာစကိတ်မှမပိုင်ဆိုင်ထားပါဘူးရှင်ကဲနောက်ပြီးတော့လေဒီနောက်ဆုံးမှာပါတဲ့ဒီကောင်းလေးနှစ်ပြန်တဲ့ချိန်မှာပေါ့နော်အပြန်နဲ့အနီဘက်ကဘယ်သူနိုင်တယ်လို့ထင်လဲကျမကတော့အပြန်နိုင်တယ်လို့ထင်ပါတယ်ရှင်ကောင်းကြီးတို့ရောဘယ်သူနိုင်တယ်လို့ထင်လဲ comment မှာမှန်ကန်ပေးကြပါဦးဒီနေ့တော့ကဒီလောက်ပါပဲနောက်နေ့မှတိကျပုံမကောင်းမတဲ့ဗီဒီယိုနဲ့ပြန်လာခဲ့ပါမယ်အားလုံးပဲ bye bye